အမတို့ကတရားရုပ်ကနေပြီးတော့ surprise ကလေးလက်ဆောင်ပေးခိုင်းထားလို့ပါမင်းနဲ့လိုက်ဖက်မဲ့နာယူမင်းကိုယ်တိုင်ရွေးစေချင်လို့ဟုတ်ဒါမှသူပေးရလဲ ဒါတော့လွတ်ဝက်ချက်ပါခင်ဗျအမကဒီ gift card လေးနဲ့ဒီဆိုင်ထဲမှာရှိတဲ့အမနဲ့လိုက်ဆုံးနိုင်လေးတွေကိုရွေးချယ်သွားလိုက်ရုံပါပဲအမဟိုကလေ gift card ကြည့်တာတနိုင်လောက်ရှိပြီအမယူမှာလားမယူလို့ရှိရင်လေကျွန်တော်ဒီဟာလေးကိုပြန်သိမ်းမလို့ ဟိုဒီနေ့တော့မယူသေးဘူးနော်ဟိုပတ်စံလေးပါမလားလို့သိမ့်လိုက်တော့ ဟုတ်တနေ့အလုပ်လာပေးနေဝယ်လမ်းမဝယ်ဘူး ဟိုလေဟို gift card လေးမြန်ဟိုလက်ဆောင်ပေးမလားလို့ surprise gift ပေးမလားဆိုပြီးလာကြည့်တာ အမရဲ့တေချာလေးလည်းပြန်စဉ်းစားပါအောင်နော်အမလို100 930ကိုလေဘယ်သူက surprise gift ပေးမှာ